လေးရောက်နေတာတော့ပျော်ပွဲရပေါ့နော်ပလီတစ်လုံးလုံးပြိုကျသွားတာပေါ့နော်သူကကြတော့ငကိုတုံးကဒီလိုမျိုးလေးပေါ့နော်ပြိုကျတဲ့အချိန်မှာဒီအမိုးကိုယ်တိုင်ဟိုကကိုအောက်ထိဝုန်းဆိုပြီးပြိုကျသွားတာသူနှစ်ပေါင်း90တောက်ကြနေဖျားဝတ်ပြုတဲ့အချိန်ဆိုတော့ဒါဟိုလူအကုန်လုံးကိုစုလိုက်တယ်လို့ဖြစ်သွားပြီးတော့အချိန်ကလည်းကွက်တီဖျားရှိခိုးရမယ်အချိန်ကလည်းကွက်တီနဲ့လူအသေးပြောင်းနေထိကြိုက်တယ်ရတာလည်းရမ်းများတယ်ပေါ့နော်စိတ်အေးကြီးကငြိမ်ပြီးတဲ့ဒေတာဒါအားလုံးနဲ့အမြဲတမ်းတသားတဲ့အတူရှိနေပါလေလက်တွဲလို့ဒါနာပြူ